ကရင်တက္ကရာ2952ခုနှစ်တလေထိုင်ခောက်ဖို့ပြာသူလဆန်တရက်နေ့ခရစ်နှစ်2013ခုနှစ်ဇန်နဝါရီလ12ရက်နေ့မှာကြာရောက်တဲ့85ကြိမ်မြောက်ကရင်နှစ်သစ်ကူပွဲတော်ကိုရန်ကုန်တိုင်းဒေသကြီးအင်းစိန်မြို့နယ်အလိန်90ဖျားကြီးဝင်းမှာစီကားတိုင်းမြိတ်စွာပြုလုပ်ခဲ့ကြပါတယ်။အခုကြာရောက်တဲ့ကရင်နှစ်သစ်ကူပွဲတော်ဟာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့်တကွကမ္ဘာဒေသအသီးသီးမှာခြေချနေထိုင်ကြတဲ့ကရင်လူမျိုးအားလုံးတို့အတွက်85ကြိမ်ပြည့်ကရင်နှစ်သစ်ကူရဲ့စင်ရတုသဘင်ထိမ်းမှန်နေထူးနှင်းမြတ်လည်းဖြစ်ပါတယ်။အလိန်90ဆေးဝင်ကဘာကျောင်းဝင်းမှာကျင်းပတဲ့ကရင်နှစ်သစ်ကူနေ့အခမ်းအနားမှာကရင်နှစ်သစ်ကူနေ့ကျင်းပရေးဗဟိုကော်မတီမဟာရန်ကုန်မှဥက္ကဋ္ဌမန်းရွှေပြည်အေးကအခုလိုနှစ်ကူးမိန့်ခွန်းပြောကြားသွားခဲ့ပါတယ်။ကရင်လူမျိုးများကားစီနေတဲ့နှစ်စဉ်နှစ်တိုင်းအမှတ်ရစေတဲ့ကရင်လူသားများရဲ့အမွေအနှစ်ကြီး1939ခုနှစ်ကရင်နှစ်သစ်ကူအထိမ်းအမှတ်ပြုဥပဒေကိုလည်းတရားဝင်အတည်ပြုပြဋ္ဌာန်းပေးခဲ့တဲ့ကရင်နှစ်သစ်ကူနေ့ကိုခုလိုတရားဝင်ကျင်းပတာနှစ်ပေါင်း85နှစ်မြောက်စေတုအခါသမယတိုင်ထက်ဖြစ်ပါတယ်အဆိုပါရန်ကုန်တိုင်းဒေသကြီးအင်းစိန်မြို့နယ်အလိန်90မှာပြုလုပ်တဲ့ကရင်နှစ်သစ်ကူပွဲတော်ကိုကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်ဘဒိုစောသမိန်ထွန်းကိုယ်တိုင်လည်းတက်ရောက်ခဲ့ပြီးအခုလိုပြည်တွင်းမှာနှစ်သစ်ကူပွဲဆင်နွှဲရတဲ့အပေါ်သူကအခုလိုပြောပါတယ်ဘောတာလာတိုင်းတဲ့နော်အရင်တော့တို့ဒီကျင်းပတော့ထောက်လိုင်းကြီးတွေအမြတ်တုံနာမှာရှိတာဟိုထောက်လိုင်းရမနော်တို့တိတော့အဲ့တော့လွတ်လွတ်လပ်လပ်ပြောနေပြောပါမအကုန်ရတာဝန်တာတယ်ဆက်အလုပ်လုပ်ဖို့အတွက်တို့မှာအခွင့်အလမ်းတွေအများကြီးရတယ်ဒါကြောင့်မို့ဆက်ပြီးမှလည်းလုပ်ရမယ်အဲ့ဒီအခမ်းအနားကိုတက်ရောက်အားပေးခဲ့တဲ့ကရင်လူငယ်မောင်မင်းဦးကလည်းကရင်နှစ်တကူနေနဲ့ပတ်သက်တဲ့သူတို့ရဲ့ခန်းစားချက်ကလေးတွေကိုပြောဆိုသွားပါသေးတယ်။အရှင်ပြောပါတယ်အတိုင်းမသိဘူးပြောပါတယ်။အထူးသဖြင့်ကိုမျိုးသားရေးဖြစ်တဲ့အတွက်ပို့ပြီးတော့ပြောပါတယ်။မျိုးသားကိုနိုင်ငံတော်အလံကြီးကကိုကရင်အလံကြီးကကောင်းမြတ်မှုတော်သွားတဲ့အချိန်မှာပြောမပြနိုင်အောင်ဒီနေ့မှာကြီးဖြစ်နေပါတယ်။အရန်ပြောပါတယ်။ဒါတစ်နှစ်မှတစ်ခါလဲပြုလုပ်တဲ့ပွဲဖြစ်တယ်လို့ကျွန်တော်ကရင်မျိုးသားအတိုင်းရဲ့တမိုးထားပြီးတော့ကရင်ကျွန်တော်စီမှာတိုင်းရင်းသားလူမျိုးကရင်တဲမှာကျွန်တော်တို့မျိုးသားများခွဲရရှိရဲသူတို့တွေအားလုံးတစုတစည်းရဲ့ဒီမှာလာဆုံပြီးတော့ကျွန်တော်တို့ဒီမှာကြုံပြီးဆုံပြီးတော့လာပြီးကျင်းပတဲ့ပွဲဖြစ်တယ်ကျွန်တော်တို့ပွဲကိုအရန်ပြောပါတယ်ဒါလေးအောင်လည်းအမြဲကြိုးစားပါအလိန်90ကရင်နှစ်သူကူပွဲတော်မှာလူလူပရိသတ်တောင်းနှစ်ချီပြီးတက်ရောက်အားပေးခဲ့ကြသလိုပွဲတော်ရဲ့အတွင်ကရင်ရိုးရာလက်ဝဲနှင့်အခြားအားကစားပြိုင်ပွဲများတေးသချင်းဆိုပြိုင်ပွဲရိုးရာဒုံအကာပြိုင်ပွဲတွေကိုလည်းကျင်းပပြုလုပ်ခဲ့ကြပြီးဆုချီးမြှင့်ခဲ့ကြပါတယ်။ပြီးခဲ့တဲ့2012ခုနှစ်ဇန်နဝါရီလ12ရက်နေ့ကစပြီးကရင်မျိုးသားစီယုံ KNU နဲ့မြန်မာအစိုးရတို့အကြားအပြည့်အခက်ရက်စဲရေးသဘောတူညီမှုရရှိခဲ့ပြီးနောက်မြန်မာနိုင်ငံထဲကကရင်လူမျိုးတွေနေထိုင်တဲ့နေရာတော်တော်များများမှာဒီနှစ်မှာကြာရောက်တဲ့ကရင်နှစ်သစ်ကူပွဲတော်ကိုလွတ်လပ်ပျော်ရွှင်စွာပြုလုပ်ကျင်းပလာနိုင်ခဲ့ကြတာဖြစ်ပါတယ်။ဒီနေ့တရက်ထဲမှာပဲကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်ပိုင်ကြုံမြို့နယ်ခွဲမှာပြုလုပ်တဲ့ကရင်နှစ်သစ်ကူပွဲတော်မှာတော့ KNU ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးစောမှုတူစေဖို့အထွေထွေအတွင်းမှုချုပ်ဘရိုစောကွယ်ထူဝင်းစစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်စောကျော်နီတို့အပါအဝင်မြန်မာအစိုးရပြည်သူ့စစ်နှင့်နေကြားဆောက်တဲ့ညွှန်ကြားရေးမှူးဗိုလ်ချုပ်မောင်မောင်အုပ်နေကြားဆောက်တဲ့အမှတ်3တပ်နယ်မှူးဗိုလ်မှူးကြီးစောချစ်သူတို့လည်းတက်ရောက်အားပေးခဲ့ကြပါတယ်။မြန်မာနိုင်ငံမှာပြီးခဲ့တဲ့မြန်မာတက္ကရာ1296ခုနှစ်ခရစ်နှစ်1938ခုနှစ်ကနေစတင်ပြီးပြာသူလဆန်တရက်နေ့ရောက်တိုင်းကရင်လူမျိုးတို့ရဲ့နှစ်တကူနေ့အဖြစ်တရားဝင်ခွင့်ပြုခဲ့ရာကနေယနေ့အထိကျင်းပလာခဲ့ကြတာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတော့ဒီနှစ်မှာကြာရောက်တဲ့ကရင်နှစ်သစ်ကူပွဲတော်ကိုကရင်ပြည်နယ်အပါအဝင်မွန်ပြည်နယ်ကယားကရင်ပြည်နယ်ပဲခူးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းနဲ့တနင်္သာရီတိုင်းတွေမှာတခမ်းတနာကျင်းပခဲ့ကြပါတယ်။အဲ့ဒါအပြင်ထိုင်းမလေးရှားဂျပန်စင်ကာပူအမေရိကန်အင်္ဂလန်ကနေဒါဩစတြေးလျနယူးဇီလန်နော်ဝေဆွီဒင်နဲ့နယ်သာလန်စတဲ့ပြည်ပနိုင်ငံတွေမှာရောက်ရှိနေကြတဲ့က
ကရင်လူမျိုးများကလည်းကရင်နှစ်သစ်ကူပွဲတော်ကိုအစဉ်အလာမပြတ်ကျင်းပခဲ့ကြပါတယ်လို့သိရပါတယ်